ကျွန်တော်တို့ရဲ့မြန်မာကုံဆောင်ဖိုက်တာဂျိုရှွာဗန်ဒီယောဒါဆူရိုတာဟီရာကိုအနိုင်ယူပြီးနောက်ပိုင်းမှာတော့ MMA လောကတစ်ခုလုံးဟိုးလေးတကြောထိသွားခဲ့ရပါတယ်။အထူးသဖြင့်ချန်ပီယံဟောင်းပန်ဒိုဂျာကိုတိုင်ပွဲကိုအနီးကပ်လာရောက်ကြည့်ရှုခဲ့ပြီးဂျိုရှွာဗန်ကိုစိန်ခေါ်ထားတဲ့အထိအခြေအနေတွေကမြိုင်ဆိုင်လာခဲ့ရပါတယ်။ပန်ဒိုဂျာကဒီပွဲကိုအနီးကပ်ကြည့်ခွင့်ရကတကယ်ဝမ်းသာဖို့ကောင်းပါတယ်။ဗန်ရဲ့ကစားဟန်မှာငါဘယ်လိုနေရာမျိုးကနေအနိုင်ယူရမလဲဆိုတာကိုလည်းရှာတွေ့ခဲ့ကြသူ့ရဲ့အားနည်းချက်တွေကိုလည်းမှတ်သားထားနိုင်ခဲ့တယ်လို့ဆိုသွားပါတယ်။သူကဆက်ပြီးတော့လေနောက်တစ်ပွဲဟာငါနဲ့ဗန်ဒိုရဲ့ချန်ပီယံလူပွဲဖြစ်လာမှာပါ။ဘသူကအစ်စ်အမှန်လဲဆိုတာအားလုံးကြည်ကြတာပေါ့ဆိုပြီးစိန်ခေါ်စကားတွေဟင်းထွက်သွားခဲ့တာဖြစ်လို့နောက်ထပ်လာမယ့်ပွဲစစ်ဟာဗန်တကယ်ကိုစိန်ခေါ်မှုကြီးမားတဲ့ပွဲတစ်ပွဲဖြစ်လာတော့မှာပါ။ဒီနေရာမှာကျွန်တော်တို့မြန်မာပရိသတ်တွေအတွက်နည်းနည်းလေးအကြံပြုချင်တာရှိပါတယ်။အောင်ပွဲခံတဲ့အခါမှာတစ်ဖက်နိုင်ငံရဲ့အလံကိုမလေးမစားလုပ်ပြီးလူကောင်းပါဘူး။ဖိုက်တာတယောက်ဆိုတာအရှုံးနဲ့မကင်းနိုင်တယ်လို့ရှုံးတဲ့အခါမှာလည်းဝိုင်းပြီးပိုင်းကြတာမျိုးထဲစာနာနားလည်ပြီးဖို့လိုပါတယ်။ဘန်ဒိုဂျာနဲ့ပွဲမှာလည်းနိုင်တာရှုံးတာကတော့ MMA ရဲ့တဘာဝအရာဘာမဆိုဖြစ်နိုင်ပါတယ်။ဘန်ဒိုဂျာကဗန်ရဲ့အားနည်းချက်ကိုမြင်တယ်လို့ပြောထားတဲ့အတွက်ဗန်ဘတ်ကလည်းသူ့ရဲ့အပေါ်ကနေဖိပြီးအမှတ်ယူတတ်တဲ့ကစားခွက်ကိုအထူးသတိထားဖို့လိုပါလိမ့်မယ်။ဘန်ဒိုဂျာရဲ့တက်လုံနဲ့ကြွထားတီဆောက်ပုံကလူငယ်တွေနဲ့မတူပဲတကယ်ကိုကြောက်ခဲလို့မာကြောတာကြောနှစ်ပိုင်းပိုင်းမှာဗန်တွေမလွယ်ကူလားပါဘူး။ဒါပေမဲ့ဗန်ကလည်းတာမန်ဖိုက်တာမျိုးမဟုတ်တာကြောင့်သူ့ရဲ့ဒိုးတက်လာတဲ့နှစ်ပန်းပညာကိုကျွန်တော်တို့စောင့်ကြည့်ကြရမှာပါဂျော်ရှွာဗန်ရဲ့စွမ်းဆောင်ရည်အပေါ်ယုံကြည်မှုအပြည့်ရှိသူတယောက်ကတော့ကဘာကျော်ဖိုက်တာကြီးလိုဂန်ပေါ်ပါပဲသူကဗန်ဘက်ကနေဒေါ်လာတောင်းနဲ့ချီပြီးလောင်းချီထပ်ခဲ့တာပါပွဲစားစချင်းပထမချီမှာတက်ဆူရိုထိုင်ရာကဗန်ကို ground ခေါ်စောပြီးအသာစီးရသွားတဲ့အချိန်မှာတော့လိုဂန်ပေါ်တို့အုပ်စုမျက်နှာပြက်သွားခဲ့ရပါတယ်လောင်ချင်းငွေပြန်ထုတ်ရင်တော့ဒေါ်လာ2000ပဲပြန်ရတော့မယ်အခြေအနေအထိဆိုးရွားသွားခဲ့ပြီမယ်လိုဂန်ပေါ်ကတော့ဗန်ကိုအဆုံးထိယုံကြည်ခဲ့ပါတယ်လူတိုင်းဗန်ရှုံးတော့မယ်လို့ထင်နေချိန်မှာသူကဒေါ်လာ2500ထပ်တိုးပြီးလောင်းခဲ့ပါသေးတယ်နောက်ဆုံးမှာဗန်က TKO နဲ့အနိုင်ယူလိုက်တဲ့အချိန်မှာတော့သူတို့အုပ်စုပျော်ရွှင်စွာအော်ဟစ်အောင်ပွဲခံခဲ့ကြပြီးစုစုပေါင်းနိုင်ကျေးဒေါ်လာ4300ကျော်မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း1000ကျော်အထိပြန်လေရရှိသွားခဲ့တာပါUFC ရဲ့ရှေ့လာမဲ့အိမ်ဖြူတော်ပွဲစဉ်တွေတော့လည်းအကျိုးပြင်ဆင်မှုတွေစတင်နေပြီဖြစ်ပါတယ်။အဲ့ဒီပွဲမှာဝစ်စင်မဲ့ custom ဝစ်စုံတွေကိုလည်းချပြလာခဲ့ပြီးအမေရိကန် King Mart စိတ်တွေနဲ့တကယ့်ကိုခနာလာပါတယ်။အဲ့ဒီကလိုက်ပွဲမှာပါဝင်မဲ့ Ilya Topuria ကလည်း Justin Gaethje ကိုပထမချီမထင်အလဲထိုးပြမယ်လို့စိန်ခေါ်စကားတွေကြိုပြောထားပါတယ်။သူက Gaethje ရဲ့နီးစနစ်ကငါးရဲ့အရေးချင်းနဲ့ရင်းပြောစရာတောင်မလိုပါဘူး။ဇွန်လ14ရက်နေ့အောက်တာကုံထဲရောက်ရင်ငါပြောတာမှန်တယ်ဆိုတာတက်တည်ပြမယ်လို့ယုံကြည်ချက်အပြည့်နဲ့ဆိုထားပါတယ်။တိုပိုရီယာဟာသူ့ရဲ့မိသားစုရဲ့ကိစ္စတွေရှင်းလင်းသွားလိဖြစ်လို့အခုတစ်ခါပြန်လာတာဟာအရင်ထက်ပိုကျန်းပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ပွဲမစခင်ကတည်းကစိန်ခေါ်ထန်တွေနဲ့စူညံနေရဲ့ဒီအိမ်ဖြူတော်ပွဲစဉ်ကိုတော့လာမယ့်ဇွန်လ14ရက်နေ့မှာအားလုံးအတူတူရင်ခုန်ကြည့်ရှုကြရမှာဖြစ်ပါတယ်ခင်ဗျာ။ Burmese Fight ကပါအားလုံးပဲသဘောကျမယ်လို့မျှော်လင့်ပါတယ်ဗျာ။